ချစ်ခင်လေးသားပါတော့အာကစားဝါသနာရှင်ပရိသတ်များခင်ဗျာ Variety Qualifying Futsal Cup 2026ရဲ့ပွဲစဉ်နေတဲ့ကတပွဲဖြစ်တဲ့ TG All Star အသင်းနဲ့ Galaxy FC အသင်းတို့ဟာယခုပဲရှင်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်ပွဲထွက်ကစားသမားစင်းကိုကြီးညာပေးရမယ်ဆိုရင်တော့ TG All Star အသင်းဟာကျွန်တော်နံပါတ်1ကိုသမားစိုးနိုင်အောင်ကျွန်တော်နံပါတ်89ရဲအောင်ကျွန်တော်နံပါတ်24ကျော်တက်ဦးကျွန်တော်နံပါတ်23တီဟာစောကျွန်တော်နံပါတ်55မင်းထွန်းတို့နဲ့ပွဲထွက်လာတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်း Galaxy အသင်းအနေနဲ့ကျွန်တော်နံပါတ်1ကိုသမားချမ်းမြေကျွန်တော်နံပါတ်9စွမ်းထက်ကျွန်တော်နံပါတ်6ခန့်ဝင်းကျော်ကျွန်တော်နံပါတ်7မျိုးမင်းဟိန်းကျွန်တော်နံပါတ်9စိုးထိုက်တို့နဲ့အတူပွဲထွက်လာတာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ပွဲဆက်နေတဲ့ DG All Star အသင်းအနေနဲ့ဒီနေ့မှလည်းဘယ်လိုမျိုးစွမ်းဆောင်ရည်တွေပြသမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဒါမှမဟုတ်လည်း Galaxy အသင်းအနေနဲ့ကတော့ DG All Star အသင်းကိုဘယ်လိုမျိုးခုခံရှင်ပြိုင်ကစားသွားမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ပထမပိုင်းရဲ့စာပေးဖို့ကိုတော့ Galaxy အသင်းကန်ရမယ်ခင်ဗျာ Galaxy အသင်းပဲဘောလုံးစာရင်ပေးဖို့ထားတယ် Galaxy အသင်းပဲညာချမ်းကိုပေးဖို့ထားတယ်တောက်လျှောက်ပဲဆွဲလာတယ် DG All Star အသင်းကျွန်တော်55မင်းထွန်းဖြတ်ထုတ်ထားတယ်ခင်ဗျာ Galaxy အသင်းဘေးထွက်ဘောကန်ရမှာပဲဖြစ်ပါတယ် Galaxy အသင်းပဲဘောလုံးပေးဖို့ထားတယ် Galaxy အသင်းပဲ DG All Star အသင်းပြန်လဲရရှိသွားတယ်ဘေးထွက်ဘောကန်ရမှာပဲဖြစ်ပါတယ် DG All Star အသင်းပဲမင်းထွန်းတရားစောနဲ့တွဲထားတယ်တရားစောပဲမင်းထွန်းနဲ့ပြန်လဲတွဲဖက်ထားတယ်မင်းထွန်းလန့်ကန်တယ် Galaxy အသင်းဖြတ်ထုတ်ထားတယ်ခင်ဗျ Galaxy အသင်းပြန်လဲရရှိထားတယ်မင်းထွန်းတောက်လျှောက်ဆွဲလာတယ်လန့်ကန်တယ်လွဲတယ်ခင်ဗျာလိုက်တဲ့ကိုသမားရှေ့ကိုပေးဖို့ထားတယ်ကိုရဖို့အလွန်နီးစပ်ခဲ့နေထားဖြစ်ပါတယ်ခင်ဗျ DG All Star အသင်းပဲ DG All Star အသင်းပဲကျဲအောင်မင်းထွန်းနဲ့တွဲထားတယ်မင်းထွန်းပဲပြေကြအောင်ပေးဖို့ထားတယ်လန်ကန်မီတင်ကောင်တော့ဝင်းမင်းတက်ရဲအောင်ဖန်တီးပေးဖို့တဲ့ဘောလုံးကိုပိတ်သွင်းယူဖို့ကြိုးစားရမှာတော့အန်အောလာအောင်ပဲလွဲချော်သွားခဲ့ရတာဖြစ်ပါတယ်ရဲအောင်ပဲမင်းထွန်းနဲ့ပြန်တွဲထားတယ်တရားစောချက်ခောက်ထားတယ်တရားစောပဲမင်းထွန်း
တရားတော်နဲ့ပြန်တွဲထားတယ်တရားတော်ချင်းကြီးနေတယ်မင်းထုံးမယ်တယောက်တည်းကန်ဖို့ကြိုးစားတယ်ကလပ်တင်ကိုသမားချမ်းမြေကာကွယ်ထားတယ်ခင်ဗျာဒီဥစားတင်မယ်တရားစောရေအောင်တရားတော်နဲ့ပြန်တွဲထားတယ်တရားစောပဲမင်းထုံးမင်းတို့တရားတော်နဲ့ပြန်တွဲထားတယ်တရားချင်းချက်ကြီးနေတဲ့ရေအောင်တရားစောပဲမင်းထုံးစီကိုပေးပို့ထားတယ်လက်တင်ကိုသမားကာကွယ်ထားတယ်ခင်ဗျတရားစောသုံးသက်ကန်သွင်းမှုကြိုးစားရမှာတော့ဘိုးပေါင်းနဲ့အနေငယ်လွဲချော်သွားတာပဲဖြစ်ပါတယ်မင်းထုံးကိုးတယ်ခင်ဗျာဒီကြီးအိုစာတင်ရတော့တင်ကောင်းဆောင်ဝင်းမင်းတန့်ရဲ့ဥဆောင်ကိုးနဲ့တူပထမပိုင်းရဲ့ပထမအဦးဆုံးကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာလက်စီတင်မယ်လက်စီတင်မယ်နောက်တန်းမှာရှေ့ဖြတ်ထုတ်ပေးပို့ထားတယ်လက်စီတင်ပေးထွက်ပေါ်ကန်ရမယ်ခင်ဗျာကျွန်တော်ကြောင့်ခံဝင်းကျော်စွမ်းထက်လက်စီတင်မယ်ပေးထွက်ပေါ်ထမှန်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ခံဝင်းကျော်ပဲစွမ်းထက်နဲ့တွဲထားတယ်စွမ်းထက်ပဲတယောက်ကြိုးဖို့ကြိုးစားတယ်ဒီအိုစာတင်ပြန်ရတော့ခင်ဗျာတရားစောရေအောင်မဲတောက်ချောက်ဆွဲလာတယ်ရေအောင်မဲကွန်လျန်နဲ့တောက်ဆွဲလာတယ်တရားစောနဲ့ပြန်တွဲထားတယ်တရားစောချင်းနေချက်ကြီးနေတယ်မင်းထွန်းတရားစောကိုပေးဖို့ကြိုးစားရမှာတော့ဘောလုံးကအားအနှင်းငယ်များနေခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီအိုစာတင်မဲပြန်လည်းရရှိထားတယ်သင်္ကောင်းတော်ဝင်းမင်းတက်တရားတော်နဲ့တွဲထားတယ်ခင်ဗျာကျဲအောင်ပေးဖို့ကြိုးစားရမှာတော့နားလည်မှုအနေငယ်လွဲတယ်ခင်ဗျာလိုက်တင်ပြန်လည်းရရှိထားတဲ့မျိုးမင်းဟိန်းတင်းပေါ်နဲ့တွဲဖက်ဖို့ကြိုးစားရမှာတော့နားလည်မှုလွဲထားခဲ့တယ်ခင်ဗျာလန်ကမ်းပြီးမျိုးမင်းမဲဖြတ်ထုတ်ကာကွယ်ထားတယ်ခင်ဗျာတရားတော်ရှင်ချက်ကြည့်နေတယ်ရေအောင်မဲရေအောင်မဲမင်းထုံးနဲ့တွေ့ထားလန်ကမ်းပြီလက်တင်နောက်တန်းနေကာကွယ်ထားရခင်ဗျရေအောင်မဲပြန်လည်းရရှိသွားတယ်ကိုသမားချက်ခောက်ပြီးတော့ကိုသွင်းဖို့ကြိုးစားရမှာတော့ဂိုးလုံးဘောပဲဖြစ်သွားခဲ့တယ်ခင်ဗျာကလပ်စီတင်မင်းထုံးဒီချိုးအိုစာတင်မင်းထုံးတရားတော်နဲ့တွေ့ထားတယ်တရားတော်ပဲမင်းတန်ကိုပေးပို့ထားတယ်ရေအောင်ချင်းချက်ကြီးနဲ့လန်ကန်ဖို့ကြိုးစားတယ်လက်စတင်ဖြတ်ထုတ်ကာကွယ်ထားတယ်ခင်ဗျာမင်းထုံးမယ်ရေအောင်နဲ့တွဲထားတယ်ရေအောင်ချင်းချက်ကြီးနေတဲ့တရားစောရှေ့ကိုပေးပို့ထားတယ်ဝင်းမင်းတန်တရားစောပဲပိတ်သွင်းဖို့ကြိုးစားမှာတော့ဟန်ချက်ပြက်နေခဲ့တယ်ခင်ဗျဝင်းမင်းတန်မင်းထုံးပိတ်သွင်းမှုကြိုးစားမှာတော့ဖလက်တင်ရဲ့ကိုသမားချမ်းမြေကာဝယ်ထားတာပဲဖြစ်ပါတယ်မင်းထုံးတောင်းကန်ပေါ်ကန်ထားတယ်ခင်ဗျာတရားတော်ပဲမင်းတန်နဲ့တွဲထားတယ်မင်းတန်ကိုဖန်တီးပေးဖို့ရမှာတော့ဂိုးလွန်ပေါ်ပဲဖြစ်သွားခဲ့ရခင်ဗျာစိုးထိုက်ဖလက်တင်ရဲ့စိုးထိုက်ဘောလုံးထိန်မှုကြိုးစားမှာတော့ TG အိုစာတင်ပြန်ရသွားတယ်ခင်ဗျာမင်းထုံးနောက်ချက်ပြန်ခောက်ထားတယ်ရေအောင်မဲရေအောင်ချက်ခောက်ထားတယ်လန်ကန်ပြီတရားစောမင်းတက်ပြန်လဲပေးဖို့ရမှာတော့ကလပ်တင်ရရှိသွားခဲ့ပြီးတော့ဒီဂျီအိုစာတင်ပြန်လဲရရှိလာတယ်ဝင်းမင်းတက်ကိုသွင်းကိုကြိုးစားမှာတော့ကိုသမားချမ်းမြေကာဝယ်ထားတယ်ခင်ဗျာဝင်းမင်းတက်မယ်တရားစောပေးဖို့ထားတယ်မင်းထုံးလန်ကန်နေတင်းရဲ့ဘာသမားကြီးနဲ့ထိပြီးတော့ဒီအိုစာတင်
တောင်းကန်ပေါ်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ဒီအိုစတာအသင်းဟာနောက်ထပ်အားထားရတဲ့လူသားလဲကတ်တကတ်ကိုထပ်မံပြောင်းလဲထားတာပဲဖြစ်ပါတယ်လန်ကန်ပြီများရတယ်ခင်ဗျာကျွန်တော်29တရားပြည့်ရဲ့ကန်ချက်ပဲဖြစ်ပါတယ်ခင်ဗျာဒီမှာစိုးနိုင်အောင်ရှေ့ကိုပေးဖို့ထားတယ်ကောင်းစံကန်သွင်းမှုစူးစမ်းရမှာတော့လက်တင်းရဲ့ကစားမထိပြီးတော့ဘေးထွက်ပေါ်ဖြစ်သွားခဲ့မယ်လန်ကန်နဲ့ကျွန်မျိုးထွန်းကန်ချက်ဖြစ်ပါတယ်ကျွန်မျိုးထွန်းပဲရရှိထားတယ်စီတူပြေးနဲ့တွဲဖက်ထားတယ်ခင်ဗျာခေါင်းစံပဲစီတူပြေးနဲ့ပြန်တွဲထားတယ်စီတူပြေးတော့ဆော့ဆွဲလာတယ်အေရီယာမှာပဲလိုက်တင်ပြန်လဲရရှိသွားတယ်ခင်ဗျာဒါပေမဲ့တိုက်စစ်ကိုပြန်လဲစတင်ထားတဲ့စိုးထိုက်ပဲတကူတော့ကြော်ဖြတ်ဖို့ကြိုးစားရမှာတော့လက်ထိဘောဖြစ်သွားခဲ့တယ်ခင်ဗျာစီတူပြေးဖြစ်တယ်မောကန်ထားတယ်ခင်ဗျာတက်မောင်ကျွန်တော်73တက်မောင်အချိန်နဲ့ချက်ကြီးနေတယ်လန်ကန်ပြီဘလုံးကအားပြုတ်နေခဲ့တာပဲဖြစ်ပါတယ်စိုးထိုက်လိုက်တင်ရဲ့ကစားသမားစိုးထိုက်ကြော်ဖြတ်ဖို့ကြိုးစားရမှာတော့စီတူပြေးကိုကြော်ခဲ့ဦးခင်ဗျာတက်မောင်ညာချမ်းတိုင်းဆွဲလာတယ်ကောင်းစံနဲ့တွဲထားတယ်စီတူပြေးကောင်းစံပဲတက်မောင်ပြန်လေပေးဖို့ထားတယ်ကျွန်မျိုးထွန်းကောင်းစံနဲ့တွဲထားကောင်းစံလန်ကန်ပြီဘေးဘိုးရိုင်ရဲ့ဘေးကိုထွက်သွားခဲ့ပြီးတော့ဂိုးလုံးဘောပဲဖြစ်သွားခဲ့တယ်ခင်ဗျာကောင်းစံပဲကောင်းစံဥတယ်ကျွန်မျိုးထွန်းတက်မောင်နဲ့တွဲထားတယ်တက်မောင်ပဲစီတူပြေးတက်မောင်ပဲအေရီယာထိပ်မှာတယောက်ကြော်ထားတယ်ဘုသမားချမ်းမြေကာကွယ်ထားပါတယ်ကလစ်တင်ဘောလုံးရရှိထားတယ်ခင်ဗျကလစ်တင်ပဲချိန်ချက်ကြီးနေတယ်နားလည်မှုနည်းငယ်လွဲနေခဲ့တာပဲဖြစ်ပါတယ်ဒီအိုစာတင်ကလည်းရရှိထားတဲ့ကောင်းစံစီလူပြေးနဲ့တွဲထားတယ်စီတူပြေးကြောင်ပြထားတယ်တက်မောင်ပိတ်သွင်းမှုကြိုးစားရမှာတော့ဘောလုံးထိချက်လွဲသွားခဲ့တာပဲဖြစ်ပါတယ်ကလစ်တင်ပြန်လည်းရရှိလာပြီကလစ်တင်ပဲလန်ကန်ပြီခြေပါကိုရရှိဖို့အတွက်အလုံးကိုနီးစက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာစီတူပြေးကောင်းစံနဲ့တွဲထားတယ်ကောင်းစံစီတူပြေးကိုပြန်လည်းပေးဖို့ထားတယ်တက်မောင်ပဲချင်းချက်ကြည့်နေတဲ့စီတူပြေးနဲ့ပြန်တွဲထားတယ်တက်မောင်ကိုသမားနဲ့တယောက်ချင်းတွေ့မှာကိုသွင်းဖို့ကြိုးစားခဲ့ရမှာတော့ကိုသမားချမ်းမြေကာကွယ်ထားတယ်ခင်ဗျာစီတူပြေးလန်ကန်ပြီကိုဝါရမ်းမို့တီးတတာပဲကြော်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာကိုလုံးဘောကလစ်စီတင်ရရှိထားတယ်ကလစ်စီတင်ပဲဒီမှာတောင်းချရရှိထားတယ်မျိုးမင်းဟိန်းလက်တင်ကကစားသမားမျိုးမင်းဟိန်းကြော်ဖြတ်ဖို့ကြိုးစားရမှာတော့ဘေးထွက်ပေါ်ဖြစ်သွားခဲ့တယ်ခင်ဗျာမျိုးမင်းဟိန်းပြီးတော့ပေးဖို့ထားတယ်တက်မောင်ပြန်လဲရရှိသွားတယ်ခင်ဗျာတက်မောင်ပဲချင်းချက်ကြီးနေတဲ့စီတူပြေးပဲရရှိထားတယ်တက်မောင်ပြန်လဲပေးဖို့ထားတယ်ခင်ဗျတက်မောင်ပဲချင်းချက်ကြီးနေတဲ့စီတူပြေးဒီအေရီယာထိန်းမှာပဲချင်းချက်ကြီးနေတယ်ဖြတ်တင်ပေါ်ပေးဖို့ကြိုးစားရမှာတော့မလုပ်ဘူးခင်ဗျအစွမ်းထက်ရရှိထားတယ်မျိုးမဟိန်းရှေ့ကိုပေးဖို့ထားတယ်ကျောင်း30အောင်မျိုးထွေးကြော်ဖြတ်ဖို့ကြိုးစားရမှာတော့ဘေးထွက်ဘောပဲဖြစ်သွားခဲ့တယ်ခင်ဗျာအောင်မျိုးထွေးပဲဘောလုံးပေးဖို့ထားတယ်တမောင်ပြန်လဲရရှိထားတယ်တမောင်ပဲနောက်ပြန်ခောက်ထားတယ်တမောင်ပဲချင်းချက်ကြီးနေတယ်ခေါင်းစံနဲ့ပြန်တွဲထားတယ်တမောင်ပဲကျွန်တော်ထွန်းနဲ့တွဲထားတယ်ကောင်းစံရ
ကျွန်တော်တို့ရရှိထားတယ်ကျွန်တော်တို့ကြော်ဖြတ်ဖို့ကြိုးစားရမှာတော့ class တင်ပြန်လဲဖြတ်ထုတ်ထားရခင်ဗျမျိုးမဟင်းပြန်လဲရရှိထားတယ်စိုးထိုင်ကိုပေးဖို့ထားတယ်ခင်ဗျစိုးထိုင်လိုက်နေတယ်စိုးထိုင်လိုက်နေတယ်တောက်လျှောက်ပဲစိုးထိုင်ပြန်ချိုးပေးထားတယ်မျိုးမဟင်းနဲ့ပြန်တွဲရမှာတော့ TG All Star တင်ရဲ့ကစားသမားစီတူပြည့်ပြန်လဲရရှိသွားရဖြစ်ပါတယ်ကောင်းစံစီတူပြည့်ရဲ့မျောပေးတဲ့ဘောလုံးကိုလိုက်လံထိန်းယူဖို့ကြိုးစားရမှာတော့ကောင်းစံအနေငယ်နောက်ကျနေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျချမ်းမြေစိုးထိုင်နဲ့တွဲထားတယ်စိုးထိုင်တယောက်ကြော်ဖြတ်ဖို့ကြိုးစားတယ်စိုးထိုင်ပဲရရှိထားတယ်ပြန်ပြတ်သွားပြီးတော့ကောင်းစံရထားခဲ့ခင်ဗျာကျော်မျိုးထွန်းစီတူပြည့်နဲ့ပြန်တွဲထားတယ်စီတူပြည့်ပဲရှေ့ဖြည်းဖြည်းချင်းဆွဲလာတယ်ကျော်မျိုးထွန်းစီတူပြည့်နဲ့တွဲထားတယ်စီတူပြည့်ပဲကျော်မျိုးထွန်းစီတူပြည့်ပဲချင်းချက်ကြီးနေတယ်နောက်မှာဘောလုံးကိုပေးယူလှုပ်ထားခဲ့တယ်ခင်ဗျတမောင်ဘောလုံးရဖို့ကြိုးစားမှာတော့ဘေးစီကိုကြော်သွားခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ Classy တင်းဘေးထွက်ပေါ်ကန်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အားထားရတဲ့ကစားသမားတအုပ်ဖြစ်တဲ့ကျော်တက်ဦးဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်ဒီအိုစာတင်မဲ့ရဲအောင်ရှေ့ကိုဆွဲတက်လာတဲ့ကျော်တက်ဦးကျော်သူရဘောလုံးရရှိနေတဲ့အတွင်းမှာပဲဒီအိုစာတင်ပြစ်တယ်မော်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာပြည့်တယ်မော်ကန်ဖို့တော့ကျွန်တော်23တီဟာဆိုကျွန်တော်24ကျော်တက်ဦးတို့နှစ်ယောက်နဲ့အတူကျွန်တော်89ရဲအောင်လည်းရှိနေခဲ့တယ်ခင်ဗျာကျော်တက်ဦးချီအောင်ပြထားတယ်လန်ကန်မီပလက်စတင်ပြန်လည်းဖြတ်ထုတ်ထားတယ်ဒီအိုစာတင်ဘေးထွက်ပေါ်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ရှေးအောင်မင်းကျော်သူရနဲ့တွဲထားမှာကျော်တက်ဦးကလေးတင်ပြန်လဲရရှိထားခင်ဗျဒီအိုစတာတင်ဘေးထွက်ပေါ်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ရဲအောင်မဲရှိကိုပေးပို့ထားတဲ့ကျော်တက်ဦးချင်းချက်ကြီးနဲ့ရဲအောင်နဲ့ပြန်တွဲထားတယ်ကျော်သူရကိုလမ်းပေးပို့ထားမှာတော့ဘေးထွက်ပေါ်ဒီအိုစတာတင်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ဘုရားချမ်းမြေဘလုံးရရှိထားတဲ့ class တင်ရဲအောင်ကျော်တက်ဦးလန်ကန်မီတော့မှ31နေမျိုးကျော်ရဲ့ကန်ချက်ပဲဖြစ်ပါတယ်ခင်ဗျမှတ်မထင်နေထားမှာပဲကိုရရှိဖို့ကြိုးစားခဲ့ရမှာတော့တီဂျီအိုဂျာတင်တောင်းကန်ဘောနေတာချိန်နဲ့ခဲ့ရတာဖြစ်ပါတယ်ဘုရားစိုးနိုင်အောင်ရှေ့ကိုတက်လာတယ်လန်ကန်မီဟိုးရဲ့ခင်ဗျာClassy တင်းရဲ့အလေးအငိုင်းနဲ့နောက်တန်းမှာရောက်ရှိနေတဲ့ကာလအတွင်းမှာပဲကိုသမားစိုးနိုင်အောင်ရှေ့ထိတက်ပြီးတော့ဒုတိယမြောက်ဦးဆောင်ကိုထပ်မံသွင်းယူပေးသွားခဲ့တာပဲဖြစ်ပါတယ်ဖူဇဲအားကစားနည်းမှာကိုသမားတယောက်ရဲ့ဂိုးသွင်းစွမ်းရည်ရလဲထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်ခင်ဗျလန်ကန်ပြီကိုသမားချမ်းမြေမိရခင်ဗျဒီအိုစာတင်မဲ့တောင်ရလာတဲ့ကျော်တက်ဦးရဲအောင်နဲ့တွဲထားတယ်ရဲအောင်ပဲအချိန်တစ်ချက်ကြီးနေတယ်နေမျိုးကျော်ပေးဖို့ရမှာတော့ Classy တင်းပေးထွက်ပေါ်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ် Classy တင်းပဲလက်စတင်ပဲချက်ကြည့်နေတယ်ဘယ်ကျန်ပေးဖို့ကြိုးစားမှာတော့ဘောလုံးကများနေခဲ့တာဖြစ်ပါတယ်ခင်ဗျာဘုမစိုးနိုင်အောင်ရအောင်နဲ့တွဲထားတဲ့ကျော်သူရကျော်သားချင်းနေချက်ကြည့်နေရအောင်နဲ့တွဲထားတယ်
ရှေးအောင်ပဲနောက်ပြန်ခေါင်းထားတယ်ကျော်သူရပဲရှေးအောင်နဲ့ပြန်လဲတွဲထားတယ်ကျော်တူကျော်သူချက်ခေါက်ထားတယ်ကျော်သူရနဲ့ပြန်တွဲထားတယ်ကျော်သူရပဲရှေးအောင်နေမျိုးကျော်ရှေးကိုပေးဖို့ထားတယ်ဘုံမှာချမ်းမြေမိတယ်ခင်ဗျာလိုက်တင်မဲ့တောက်ချောက်ဆွဲလာတယ်ရှေးအောင်ပြန်ရထားတယ်လိုက်တင်ပြန်လဲရရှိသွားတယ်လိုက်စီတင်မဲ့ကိုသွင်းဖို့ကြိုးစားမှာတော့ကိုလုံးဘောသွားဖြစ်သွားခဲ့ခင်ဗျာကိုရရှိဖို့အလွန်အင်မတန်နီးစပ်ခဲ့တဲ့အနေအထားတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာကျော်သူရရှေးအောင်နဲ့တွဲထားတယ်ရှေးအောင်ပဲချိန်ချက်ကြည့်နေတယ်ရှေးအောင်ကျော်သူရပေးဖို့ရမှာဂလက်စင်းပြန်လဲရရှိသွားတယ်အောင်မျိုးထွေးဂလက်တင်းရဲ့ကစားသမားကျောင်းနံပါတ်10အောင်မျိုးထွေးရှေ့ကိုပေးဖို့ရမှာတော့ဘေးထွက်ဘောဖြစ်သွားခဲ့တယ်ခင်ဗျာကျောင်းနံပါတ်3ကျော်သူဝင်းဘေးထွက်ဘောကန်ထားရပဲဖြစ်ပါတယ်ကျော်သူဝင်းပဲကျော်သူဝင်းကျော်ဖို့ကြိုးစားရမှာတော့မလိုဘူးခင်ဗျာကျော်သူဝင်းလန်ကန်ပြီကလပ်စီတင်တောင်းကန်ပေါ်ကန်ဝင်းရရှိထားတာပဲဖြစ်ပါတယ်ကျော်သူဝင်းဘလုံးပေးဖို့ထားတယ်ကျော်သူဝင်းပဲသုံးသက်ဖို့ကြိုးစားအောင်မှာတော့ TG All Star တင်ဘေးထွက်ပေါ်ကန်ဝင်းရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာကိုယ်ကစိုးနိုင်အောင်ရှေးအောင်နဲ့တွဲထားတယ်ရှေးအောင်ပဲရှေ့ကိုတောင်းချောက်ဆွတ်တက်လာတယ်ကျော်သူရပဲရှေ့ကိုပေးဖို့ထားတယ်ကိုယ်ကကျော်တဲ့ဦးကိုပေးဖို့ရမှာတော့ကလပ်စင်းပြန်လဲရရှိထားတယ်ခင်ဗျာအောင်မျိုးထွေးကိုသမားစိုးနိုင်အောင်မိတယ်ခင်ဗျာရှေးအောင်ပဲပြန်လဲဆွဲတက်လာတယ်ကျော်တဲ့ဦးတောက်ချောက်ဆွဲထားတယ်ရှေးအောင်ရရှိထားတယ်ကျော်သူရဂလက်တင်ကစားမှာကျော်ဖြတ်ဖို့ကြိုးစားတယ်တွန်းတိုက်တဲ့အနေထားပဲခင်ဗျဘေးထွက်ဘောဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်ရှေးအောင်ပဲချိန်ချက်ကြည့်နေတယ်ရှေးအောင်ကြောက်ပဲကြိုးစားတယ်ကြောက်ဖြတ်ထားတယ်အမျိုးထွန်းရောင်နဲ့ပြန်တွဲထားတယ်ကျော်တအူတယောက်ပဲပိတ်သွင်းဖို့ကြိုးစားရမှာတော့ငငယ်ဟန်ချက်ပြတ်သွားခဲ့ပြီးတော့ဂိုးလုံးဘောဖြစ်သွားခဲ့တယ်ခင်ဗျာကလေးတင်းရဲ့ကစားသမားတူဖြစ်တဲ့ကျောင်းနံပါတ်4အောင်မြင့်ကိုရရှိဖို့ကြိုးစားရမှာတော့ဂိုးပါနဲ့ငငယ်လွဲချော်သွားခဲ့ရတာဖြစ်ပါတယ်မင်းထွန်းကျဲအောင်ဒီမျိုးကျော်ဖြတ်ဖို့ကြိုးစားရမှာဘေးထွက်ဘောကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ဒီမျိုးကျော်ပဲရှေးအောင်နဲ့တွဲထားတယ်ကျော်တအူရှေးအောင်နဲ့ပြန်တွဲထားတယ်ရှေးအောင်တယောက်ကျော်ဖြတ်သွားတယ်နောက်တယောက်ကျော်ဖြတ်ကြိုးစားမှာတော့ကလပ်စီတင်းပြန်လဲရရှိထားတာဖြစ်ပါတယ်ခင်ဗျာကလပ်စီတင်းနဲ့ TG All Star တင်းတို့ရဲ့ပထမပိုင်းရှင်ပြိုင်မှုကတော့ယခုပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဒုတိယပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြဖို့အတွက်မေတ္တာရက်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ
စ်တာတွေနဲ့အစာပြုခဲ့တဲ့နေလေးပါကူညီတတ်တဲ့လက်တစုံကပြေဝလန်းဆန်းစေတယ်တစုံတစ်ယောက်လိုအပ်ဆုံးအချိန်မှာကူညီပေးလိုက်နိုင်တာမျိုးဟာထူးခြားချူများတဲ့ပီတိတစ်ခုပါဘဝရဲ့ချုံငိမ်နဲ့ခိုက်တန်ချွေးထွက်များလို့ရည်တတ်ဆုံး Riot Data အကောင်းဆုံးမြစ်တာတွေနဲ့အစာပြုခဲ့တဲ့နေလေးပါဒုတိယပိုင်းစတင်လို့မကြခင်သောအချိန်တွင်းမှာပဲ TG All Star အသင်းဥဆောင်ကိုထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာTG All Star အသင်းရဲ့ဥဆောင်ကိုတော့ကျွန်တော်က55မင်းထွန်းကသွင်းယူပေးသွားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဒီ All Star တင်မယ်ရဲအောင်ရထားတယ်ဝမင်တန်လန်ကန်တယ်ဘယ်မှာချမ်းမြေကာကွယ်ထားတယ်ခင်ဗျာလက်စီတင်မယ်ပလိုက်တင်စွမ်းထက်ရှေ့ပေးဖို့ထားတယ်ကျော်သူဝင်းဘယ်မှာချမ်းမြေနဲ့ပြန်တွဲထားတယ်ခင်ဗျာစွမ်းထက်ပဲပြန်ရရှိထားတယ်လက်စီတင်မယ်တောင်လျှောက်ရရှိထားတယ်ဘယ်ကျန်းကိုပေးဖို့ထားရမှာတော့နားလည်မှုအနည်းငယ်လွဲသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာကြီးအိုးစားတဲ့မဲ့ပြန်လဲရရှိထားတယ်မင်းထွန်းရဲအောင်နဲ့တွဲထားတယ်မင်းထွန်းပဲလန်ကန်တယ်မလွတ်ဘူးခင်ဗျာရဲအောင်ပဲပြန်လဲရရှိထားတယ်ကြီးအိုးစားတဲ့ဘလုံးပေးဖို့ထားရမှာတော့ glass တင်းပြန်လဲရရှိသွားတာဖြစ်ပါတယ်စွမ်းထက်ဘလုံးရောက်ဖို့ကြိုးစားရမှာတော့ဘလုံးထိန်းဖို့လိုအပ်ချက်အနည်းငယ်ရှိနေခဲ့တာဖြစ်ပါတယ်ကျော်သူဝင်းမဲနောက်ပြန်လဲပေးဖို့ထားတယ်အောင်မျိုးထွေးကျော်သူဝင်းပြန်လဲပေးဖို့ထားတယ်ဒီအိုးစားတင်ပြန်လဲရရှိသွားတယ်မင်းထုံးမဲတောက်ချောက်ဆွဲလာတယ်ဈေးအောင်နဲ့ပြန်တွဲထားတယ်ကိုသမားချမ်းမြေကာကွယ်ထားတယ်ခင်ဗျာလက်စီတင်စွမ်းထက်ကြောက်ကြိုးစားတယ်လန်ကန်ကိုကြိုးစားမှာတော့ဒီအိုးစားတဲ့ကစားသမားတွေနဲ့ညှိတယ်ခင်ဗျာစွမ်းထက်ပြီးတော့ဘောပေးဖို့ထားတယ်စွမ်းထက်ပဲကြောက်ကြိုးစားမှာတော့ဘေးထွက်ဘောဒီအိုးစားတဲ့ကကန်ခွင့်ရရှိသွားပါတယ်ခင်ဗျာရဲအောင်ပဲဝင်းမင်းတန်နဲ့တွဲထားတယ်ဝင်းတန်တော့ချောက်ဆွဲလာတယ်တရားတော့ပေးဖို့ကြိုးစားရမှာတော့လက်တင်ပြန်လဲရရှိသွားတယ်ဒီအိုးစားတင်မင်းထွန်းပဲချိန်ချက်ကြီးနေတယ်
တရားတော်မင်းမင်းထွန်းပြန်လဲပေးဖို့ထားတယ်ခင်ဗျရဲအောင်ပြန်လဲပေးဖို့မှာဂလက်စတင်ပြန်လဲရရှိသွားတယ်ရဲအောင်ပဲကိုသမားနေကြောက်ချင်းအတွေ့မှာမင်းမင်းတန်ကန်ကိုကျိုးသားတယ်မင်းမင်းတန်ပဲရဲအောင်အချိန်ချက်ကြည့်နေတယ်တရားစောဂလက်စတင်စွန့်ထက်ဘလုံးရရှိထားတာဖြစ်ပါတယ်မင်းမင်းထွန်းမဲကြောက်ကြိုးစားရမှာတော့မလုပ်ဘူးခင်ဗျာရှေ့အောင်မဲတီဂျီအိုစာတင်တရားစောဆွဲလာတယ်အေရီယာတိုင်းမှာပဲကျွတ်တူမင်းမင်းထွန်းနဲ့တွဲထားတယ်မင်းမင်းထွန်းလန့်ကမှုကြိုးစားမှာတော့ကိုသမားချမ်းမြေကာကွယ်ထားတယ်ခင်ဗျာတရားစောမင်းမင်းထွန်းနဲ့တွဲထားတယ်မင်းတို့ချင်းချက်ကြီးနေတယ်ကျွတ်တူပဲနောက်ကတရားစောနဲ့ပြန်လဲတွဲထားတယ်ရဲအောင်လန့်ကမှုကြိုးစားတယ်မလွတ်ဘူးခင်ဗျကျွတ်တူပဲဘလုံးပြန်လဲရရှိထားတယ်ကျွတ်တူတရားစောနဲ့တွဲထားတယ်မင်းမင်းထွန်းလန့်ကမှုကြိုးစားတယ်စွန့်ထက်ပြန်လဲရရှိထားတယ်ခင်ဗျကျွတ်တူပြန်လဲရရှိသွားပြီရဲအောင်ပဲလက်ကမ်းပြီကိုတယ်ခင်ဗျာတီဂျီအိုစာတဲ့နောက်ထပ်ဦးဆောင်ကိုတော့ကျွန်တော်က89ရဲအောင်ကအတွင်းယူပေးသွားခဲ့တာပဲဖြစ်ပါတယ်ဒုတိယပိုင်းစတင်ပြီး9မိနစ်အကြာမှာပဲနောက်ထပ်ဦးဆောင်ကို2ကိုတီဂျီအိုစာတဲ့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျကျွတ်တူပဲဆွဲလာတယ်တရားစောနဲ့တွေ့ထားတယ်ကျော်တူရဲအောင်ရဲ့ချပေးမှုကိုပိတ်သွင်းဖို့ကြိုးစားရမှာတော့ဘိုးဘလန်းကိုပဲထိပြီးပြန်ထွက်သွားခဲ့ရတာဖြစ်ပါတယ်စွမ်းထက်လက်ကမ်းပြီရဲအောင်ချန်ကြလာတဲ့ဘောလုံးပိတ်သွင်းဖို့ကြိုးစားရမှာဘိုးမှာချမ်းမြေကာကွယ်သွားခဲ့တယ်ခင်ဗျတူရင်ထွန်းတရားတော်ပေးဖို့ထားတယ်တရားတော်ပဲချိန်ချက်ကြည့်နေတယ်ရဲအောင်နဲ့တွဲထားတယ်ရဲအောင်တောက်လျှောက်ဆွဲလာတယ်ကျွတ်တူမင်းတို့နောက်ဘောလင်းချပေးထားတယ်မင်းဘုံလုံးရောက်ကိုကြိုးစားမှာတော့ဂလက်စတင်ပြန်လဲရရှိသွားဖြစ်ပါတယ်ခင်ဗျအဲဒီတင်စွန့်ထက်ကြိုးစားတယ်ကျွတ်တူပြန်လဲရရှိသွားတယ်ကျွတ်တူပဲရဲအောင်ချပေးထားတယ်မင်းတို့ကောင်းတိုက်တယ်ခင်ဗျာနောက်ထပ် DG အိုးစအတင်းရဲ့ဥဆောင်ကိုတော့ကျွန်တော်89ရဲအောင်ပါပဲတမန်သွင်းယူပေးသွားခဲ့တာပဲဖြစ်ပါတယ်ကျွတ်တူမင်းထွန်းတွဲလုံးနေရတယ်မှာတဆင့်ဝေးတိုင်ကနေကျွန်တော်89ရဲအောင်ကပိတ်သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်လက်စီအတင်းပဲစုထိုက်ရထားတယ်အောင်မျိုးထွေးနဲ့တွဲထားတယ်အောင်မျိုးထွေးပဲရှေ့ကိုချက်ကြည့်နေတယ်အောင်မျိုးထွေးပဲပြန်လဲရရှိထားတယ်အောင်မျိုးထွေးပဲရှေ့ကိုပေးပို့ထားတယ်နားလည်မှုလွဲနေခဲ့တာပဲဖြစ်ပါတယ်တမောင်ရှေ့ဒီတောက်လျှောက်ဆွဲလာတယ်နောက်ကစီတူပြည့်နဲ့ပြန်တွဲထားခဲ့တာဖြစ်ပါတယ်ခင်ဗျစီတူပြည့်တမောင်ပြန်လဲပေးဖို့ထားတယ်ကျော်မျိုးထွန်းစီတူပြည့်နဲ့ပြန်တွဲထားတယ်စီတူပြည့်ပဲချက်ကြည့်နေတယ်ကျော်မျိုးထွန်းချက်ခေါက်ထားတယ်စီတူပြည့်နဲ့ပြန်တွဲထားတယ်တမောင်ဘောလုံးရဖို့ကြိုးစားရမှာတော့ပြစ်ဒဏ်ပေါ်ဖြစ်သွားခဲ့ရတာပဲဖြစ်ပါတယ်ကလစီအသင်းပြစ်ဒဏ်ပေါ်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ခင်ဗျာပြစ်ဒဏ်ပေါ်တော့စိုးထိုက်ကန်မယ်ခင်ဗျာစိုးထိုက်ပဲတားလေးပြန်တွဲထားတယ်ရှေ့ကိုပေးဖို့ထားတယ်ဒီအိုစာအသင်းကျွတ်တက်ဦးဘောလုံးကိုကန်ကစားထားတယ်ခင်ဗျာကစားကွက်ကိုတိဆောက်ဖို့စူးစမ်းနေတဲ့အနေထားကိုတွေ့ရတယ်ခင်ဗျာတမောင်မဲအေးရတော့ဖြတ်တင်ပေးဖို့ထားရမှာတော့
ဒီဩဇာတင်ကိုသမားသူရင်ထွန်းနဲ့ပြန်တွဲထားခဲ့တာပဲဖြစ်ပါတယ်စီသူပြေတက်မောင်ပဲကျော်တအုပ်နဲ့တွဲထားတယ်ရမျိုးထွန်းသူရင်ထွန်းနဲ့တွဲထားတယ်တက်မောင်ပဲစီသူပြေနဲ့ပြန်တွဲထားတယ်စီသူပြေကျော်တအုပ်ကိုလမ်းပေးဖို့ထားရမြကျော်မျိုးထွန်းဘလုံးရဖို့ကြိုးစားမှာတော့ကလပ်စီတင်ပြန်လဲရရှိသွားခဲ့တာပဲဖြစ်ပါတယ်ကလပ်စီတင်အောင်မျိုးထွေးကလပ်စီတင်ပဲကလပ်စီတင်ရှိကိုတင်ပို့ထားတယ်ပေးထွက်ပေါ်ဖြစ်သွားခဲ့တယ်ခင်ဗျာကျွန်တော်တို့ကိုသမားသူရင်ထုံးနဲ့တွဲထားခဲ့ခင်ဗျာစီသူပြေကျွန်တော်ထုံးစီသူပြေနဲ့နောက်မှာပေးယူလှုပ်ထားတယ်စီသူပြေပဲချင်းဆက်ကြည့်နေတယ်ခေါင်းဆိုင်နဲ့တွဲထားခဲ့ခင်ဗျာစီသူပြေပဲခေါင်းဆိုင်ဘလုံးရရှိထားတယ်ကျွန်တော်ထုံးနောက်ကစီသူပြေနဲ့တွဲထားခဲ့တယ်တမောင်ကျွန်တော်ထွန်းကိုတယ်ခင်ဗျာကျွန်တော်73တက်မောင်ရဲ့နောက်တော့ဥဆောင်ကိုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ထွန်းနဲ့ကောင်းစံတွေတွဲလုံးနေရတယ်မှာတဆင့်ရှန်ထွက်လာတဲ့ဘောလုံးကိုကျွန်တော်73တက်မောင်ကတွင်းယူပေးသွားခဲ့တာပဲဖြစ်ပါတယ်ကလပ်စီတင်ဟာဒီအိုးစားတင်ကိုချိပြက်6ပြက်ဆိုရဲအနေထားမျိုးနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်ဒီအိုးစားတင်ကတော့တဘာချင်းဝါရင်ကစားသမားတွေများတာနဲ့ညီပွဲစဉ်ကိုတောက်လျှောက်စိုးမိုးထိန်းချုပ်ထားတာပဲဖြစ်ပါတယ်အောင်မျိုးထွေးပဲတက်ကူနိုင်ကန်သွင်းမှုစူးစမ်းအောင်ပါစီသူပြင်းနဲ့ထိပြီးတော့ဘေးထွက်ပေါ်ကလပ်စီတင်ကန်ထားတယ်ခင်ဗျကလပ်စီအတင်းပဲဘောလုံးပေးဖို့စူးစမ်းအောင်ပါတော့အတင်းပေါ်တွေဆင်သင့်ရှိမနေကြဘူးခင်ဗျတမောင်ပဲကောင်းတန်ရရှိထားတယ်လန်ကန်ပြီနောက်တော့ဥဆောင်ကိုတကိုရရှိဖို့အတွက်ကောင်းတန်စူးစမ်းခဲ့ရမှာတော့ဘောလုံးဟာဘေးကိုထွက်သွားခဲ့ရတာဖြစ်ပါတယ်ကလပ်စီတင်ပဲခြေအောင်ပြထားတယ်လက်တင်မတရားကိုကြော်ထားတယ်လန်ကန်တယ်လို့ဘူးခင်ဗျာစီသူပြေးပဲကျွန်တော်ထွန်းနဲ့စီသူပြေးတွဲထားတယ်စီသူပြေးချင်းနေတစ်ချက်ကြည့်နေတဲ့တရားကိုကြိုးစားတဲ့တမောင်စီသူပြေးကိုမသူရင်ထွန်းနဲ့တွဲထားတယ်ကိုမသူရင်ထွန်းကောင်းစံကိုပေးဖို့ရမှာတော့ဘလုံးကအနေငယ်များနေခဲ့တာပဲဖြစ်ပါတယ်တကူနိုင်လန်ကန်နေတမောင်နဲ့ညှိတယ်ခင်ဗျာကောင်းစံပဲကောင်းစံတမောင်နဲ့ပြန်တွဲထားတယ်ကောင်းစံပဲကြောက်ကြိုးကြိုးစားမှာတော့ဒီအိုးစားတင်ဘေးထွက်ပေါ်ကန်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်တမောင်ကောင်းစံဘောလုံးထိန်းဖို့ကြိုးစားမှာကလပ်စီတင်ဘေးထွက်ပေါ်ကန်ရမယ်ခင်ဗျကိုသမားသူရင်ထွန်းရှိကိုထွက်ပြီးတော့ပုတ်ထုတ်ကာကွယ်ထားရတာပဲဖြစ်ပါတယ်လန်ကန်ပြီကလပ်စီတင်ရဲ့ကစားသမားတို့ဖြစ်တဲ့ကျွန်တော်မှ2တက်ကိုနိုင်ကိုသွင်းဖို့ကြိုးစားရမှာတော့ဘောလုံးဟာဘေးကိုထွက်သွားခဲ့ရတာပဲဖြစ်ပါတယ်ကောင်းစံပဲရှိကိုပေးဖို့ထားတယ်စီသူပြေးတင်းမော်နဲ့တွဲဖို့ကြိုးစားရမှာတော့နားလည်မှုလွဲတယ်ခင်ဗျာစီသူပြေးပဲစီသူပြေးပဲတောက်လျှောက်ဆွဲလာတယ်ရှုပ်ချက်ကနေအနေထားမှာကလပ်စီတင်ဘောလုံးပြန်လဲရရှိသွားတာပဲဖြစ်ပါတယ်ကောင်းစံကျော်သူရနဲ့တွဲထားတယ်ကောင်းစံပဲအချိန်ချက်ကြည့်နေတယ်နေမျိုးကျော်ကောင်းစံကျော်သူရစီသူပြေးနဲ့တွဲထားတယ်စီသူပြေးပဲကျော်သူရနဲ့တွဲထားတယ်ကောင်းစံဘောလုံးရရှိထားတယ်နေမျိုးကျော်အချိန်ချက်ကြည့်နေတယ်ကောင်းစံနဲ့ပြန်တွဲထားတယ်
ကောင်းစံပဲလှည့်ထွက်ဖို့ကြိုးစားရမှာကလပ်စီတင်းပြန်လည်ရရှိထားတယ်ခင်ဗျလူခါမှာတော့စီတူပြေးရှေ့အတင်းပေါ်နဲ့တွဲဖို့ကြိုးစားရမှာနားလည်မှုလွဲနေကြတယ်ခင်ဗျကလပ်စီတင်းပြန်လည်ရရှိထားတယ်လက်စီတင်းပဲကလပ်စီတင်းအခြေအနေကြီးနေတယ်နေမျိုးကျော်ရှေ့ကိုပေးဖို့ရမှာကလပ်စီတင်းပြန်ရရှိထားတယ်ခင်ဗျကလပ်စီတင်းပဲနေမျိုးကျော်ပြန်လည်ရရှိထားတယ်လန်ကန်ပြီကလပ်စီတင်းကျွန်တော်တို့3ကိုသွင်းဖို့ကြိုးစားရမှာတော့ဘောလုံးဟာဘားတန်းပေါ်ကိုကြော်တက်သွားခဲ့ရတာပဲဖြစ်ပါတယ်ကောင်းစံဘောလုံးရရှိထားတယ်ကျော်သူရရှိကိုလမ်းပေးဖို့ထားတယ်ကလပ်စီတင်းပြန်လည်ရရှိသွားတယ်ကလပ်စီတင်းကိုးတယ်ခင်ဗျာကလပ်စီတင်းရဲ့ပထမဦးဆုံးခြေပါကိုရရှိသွားတဲ့အနေအထားပဲဖြစ်ပါတယ်ခင်ဗျခြေပါကိုတော့ကျောင်းနံပါတ်9အောင်မျိုးနိုင်ကကျောင်းနံပါတ်10အောင်မျိုးနိုင်ကသွင်းယူပေးသွားခဲ့တာပဲဖြစ်ပါတယ်နေမျိုးကျော်စီတူပြင်းနဲ့တွဲထားတယ်နေမျိုးကျော်ပဲပိတ်သွင်းဖို့ကြိုးစားမှာတော့ဘောလုံးအနေငယ်များနေခဲ့ရဖြစ်ပါတယ်ကလပ်စီတင်း time out ခေါ်ဆိုထားခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျပွဲပြီးဆုံးဖို့6မိနစ်နီးပါးခန့်သာကြံတော့တဲ့အချိန်မှာတော့ဒီအိုစတာတင်းက6ကိုကလပ်စီတင်းက1ကိုနဲ့ဆက်လက်ရှင်ပြိုင်ကစားနေကြတာပဲဖြစ်ပါတယ်မှာချမ်းမြေရှေ့ပေးဖို့ထားတယ်တီဂျီအိုစတာတင်းကတိုင်းအောက်ခေါ်ဆိုထားတာပဲဖြစ်ပါတယ်ဒီအိုစာတင်ပါဝါပလေးစတင်ကစားနေပြီဖြစ်ပါတယ်ခင်ဗျကျေအောင်ချွတ်တူရှိတော့ဆွဲလာတယ်တင်ကောင်ဝင်းမင်းတန့်ချွတ်တူပဲပြန်ရရှိထားတာပဲဖြစ်ပါတယ်ကျေအောင်ချွတ်တူတရားစောကျေအောင်မင်းမင်းတို့ပေးဖို့ရမှာတော့ကလပ်စီအသင်းလန်ကန်ပြီဖိုးရဖို့နီးစပ်ခဲ့ပေမဲ့ဘောလုံးကတော့ဘေးကိုထွက်သွားခဲ့ရတာပဲဖြစ်ပါတယ်ကျော်တူပဲပြန်လည်ရရှိထားတယ်ဝင်းမင်းတန့်ကျော်တူနဲ့ပြန်တွဲထားတယ်တရားစောကျော်တူနဲ့ပဲပြန်တွဲထားတယ်ကျော်တူပဲဝင်းမင်းတန့်တရားစောလက်စင်းပြန်လည်ရရှိသွားတယ်လက်စီသင်းပဲကျော်တူရှော့တိုက်ဖြတ်ထုတ်ကာကွယ်ထားရတာပဲဖြစ်ပါတယ်
လက်စီတင်ဒုတိယမြောက်ဥဆောင်ဖို့ရရှိဖို့အတွက်အလွန်နီးစပ်ခဲ့တဲ့အနေအထားဖြစ်ပါတယ်ခင်ဗျစွမ်းထက်ရှေ့ပေးပို့ထားတယ်ဘေးထွက်ဘောဖြစ်သွားခဲ့ရတယ်ခင်ဗျာမင်းထွန်းတရားတော်နဲ့တွေ့ထားတယ်တရားတော်ပဲတော့ဆက်လက်ကမ်းပြီကလစီတင်ရဲ့ကိုသမားကာကွယ်ထားခဲ့ရတာပဲဖြစ်ပါတယ်တောင်းကံဘောဝင်းမင်းတန့်ကံမယ်ခင်ဗျာတောင်းကံဘောပေးပို့ထားတယ်ကျော်တဦးပဲဘလုံးတားလေးထိန်းထားတယ်မင်းထွန်းကျော်တဦးနဲ့တွေ့ထားတယ်မင်းထွန်းပဲကျော်တဦးတရားတော်မင်းထွန်းပဲခြေကိုပေးပို့ထားတယ်ရဲအောင်မင်းထွန်းကိုချပေးထားတယ်မင်းသက်တရားစောလန်ကန်ကိုကြိုးစားရမှာတော့တောင်းကန်ဘော TG All Star အသင်းကန်ရမယ်ခင်ဗျာတရားတော်ပဲနောက်ကကျော်တဦးနဲ့တွဲထားတယ်ရဲအောင်တော့ဆွဲလာတယ်မင်းသက်လန်ကန်ပြီကိုတဲ့ခင်ဗျာ TG All Star အသင်းရဲ့ခုန9မြောက်ဥဆောင်ကိုတော့ကျွန်တော်တို့ခွန်အသင်းကောင်းဆောင်ဝင်းမင်းတန်ကသွေးယူပေးသွားခဲ့တာပဲဖြစ်ပါတယ်လက်စီတင်မယ်ကျော်ဖြုတ်ကြိုးစားရမှာတော့ကျော်တက်ဦးနဲ့ရရှိထားတယ်Power play ပေးတဲ့ကစားဖို့အတွက်ကြိုးစားနေတာမြင်တွေ့ရတာပဲဖြစ်ပါတယ်တင်လာချင်းချင်းနားလည်မှုလွဲပြီးတော့ကလပ်စီအသင်းဘေးထွက်ဘောကန်ဝင်ရရှိထားတယ်ခင်ဗျာညမင်းဟိန်းလန်ကန်ထားတယ်ကျွန်တော်မှ6ခံဝင်းကျော်ရဲ့ကန်ချက်ပဲဖြစ်ပါတယ်ကျော်တဦးတရားစောမင်းထွန်းကျော်တုံးနဲ့ပြန်တွဲထားတယ်ကျော်တုံးပဲတရားစောနဲ့ပြန်တွဲထားတယ်မင်းထွန်းပဲလက်ကမ်းပြီကလပ်စီတင်းရဲ့ကစားသမားနဲ့ထိရခင်ဗျာမင်းထွန်းပေးတော့ဘောကံမဲ့အနေထားဖြစ်ပါတယ်ခင်ဗျာမင်းထွန်းပဲတရားစောပေးဖို့ထားတယ်တရားတော်ပဲမင်းသက်မင်းထွန်းကလေးတင်ပြန်ရထားခင်ဗျလက်စီတင်မယ်လက်စီတင်ဘောလုံးရဖို့ကြိုးစားနေတယ်ဘေးထွက်ဘော TG All Star အသင်းကန်ရမယ်ခင်ဗျာတရားတော်ပဲမင်းထွန်းဘောင်းထဲရမှာနိုင်ငံချုံနေခဲ့တယ်ခင်ဗျမင်းထွန်းပြန်လဲရရှိထားတယ်တရားတော်နဲ့တွေ့ထားတယ်မင်းထွန်းပဲကိုရှိမှာကိုသမားတယောက်တည်းအနေထားမှာရဲအောင်ချပေးထားတယ်ရဲအောင်လန့်ကန်အောင်မှာတော့ဂလက်စီတင်ရဲ့ကိုသမားကာကွယ်ထားတယ်ခင်ဗျာဂလက်စီတင်မယ်မင်းသက်မင်းထွန်းပြန်လဲချပေးဖို့ကြိုးစားရမှာတော့ဘောလုံးကနေငယ်များနေခဲ့ပြီးတော့ကိုသမားစီရောက်သွားခဲ့တယ်ခင်ဗျာကျော်တက်ဦးပဲတယောက်ကိုကြော်ပြတ်ထားတယ်တင်းကောင်းတော့ဝင်းမင်းတန့်ကိုပေးဖို့ရမှာတော့နားလည်မှုနေငယ်လွဲနေခဲ့တာပဲဖြစ်ပါတယ်ကလပ်စီတင်မယ်မျိုးမင်းဟိန်းမျိုးမင်းရှိကိုပေးဖို့ရမှာရရှိထားတယ်ခင်ဗျရသေးတယ်ခင်ဗျမင်းထွန်းပြန်လဲရရှိသွားပါတယ်ခင်ဗျမင်းတန့်မယ်တရားစောလက်ကမ်းပြီကန်ကျက်ကကောင်းမွန်ပေမဲ့လည်းကလပ်စီတင်ရဲ့ဂိုးသမားကတော့တေချာဘောက်ကိုကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျကျော်တက်ဦးမင်းထွန်းပေးဖို့ထားတယ်မင်းထွန်းချင်းနေချက်ကြည့်နေတယ်တရားတော်ပဲကျော်တက်ဦးပေးဖို့ရမှာကလပ်စီတင်ရဲ့ကစားသမားမျိုးမင်းဟိန်းဖြတ်ထုတ်ကာကွယ်ထားတယ်ခင်ဗျာတရားတော်ပဲမင်းတန်ကိုပေးထားတယ်ကျော်တက်ဦးလန်ကန်ထားတယ်စွန်ထက်ကလပ်စီရဲ့စွန်ထက်အောင်မျိုးထွေးကိုသွင်းကိုကြိုးစားရမှာတော့အားသာဝါသနာရှင်ပရိသတ်များခင်ဗျာ TG All Star အသင်းနဲ့ Galaxy အသင်းတို့ရဲ့ပွဲစဉ်ရာတွေအခုပဲပြီးဆုံးသွားခဲ့ပြီးတော့ TG All Star အသင်းဟာ
ကလပ်စီအသင်းကို9ဂိုးတဂိုးဆိုရဲရလက်နဲ့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီရင်ခံတင်ဆက်မှုကိုဒီနေရာမှာပဲရနာခွင့်ပြုပါခင်ဗျာ